32 ရက်နေ့နောက်ဆုံးသောညစာစားပွဲရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး22အခန်းငယ်ခွန်မှအခန်းငယ်23ထိပတ္တခါသိုးတငယ်ကိုတတ်ရသောအဇုမပွဲနေ့ရောက်သည့်အခါယေရှုသည်ပေတရုနှင့်ယောဟန်တို့ကိုပတ္တခါပွဲအတွက်ပြင်ဆင်စေ၏ငါအသေးမခံမီအဆွေတို့နဲ့အတူပတ္တခါပွဲကိုစားဖို့ဆန္ဒရှိတယ်ငါပြောမယ်ဖျားသခင်ရဲ့နိုင်ငံတော်မတည်မီအခုကစပြီးဒီပွဲတော်ကိုငါမစားဘူးစัจ java လာကိုဖန်ဆင်း၍ဤစပြည့်ရေကိုဖြစ်စေသောဖျားသည်မင်္ဂလာရှိ၏ခွက်ကိုယူပြီးအချင်းချင်းဝေကြပါဖျားသခင်ရဲ့နိုင်ငံတော်မတည်မီအခုကစပြီးဒီစပြည့်ရေကိုငါမတောက်ဘူးစัจ java လာကိုဖန်ဆင်းတော်မူ၍ဤမုတ်တို့ကိုဖြစ်စေတဲ့ဖျားသည်မင်္ဂလာရှိ၏သင်တို့အတွက်ချိုးဖဲ့တဲ့ငါရဲ့ခန္ဓာဖြစ်တယ်ငါကိုတတိယဖို့စားကြပါဒီခွက်ဟာငါအသွေး၌တည်တဲ့ပဋိညာဉ်တရားသစ်ဖြစ်တယ်ငါကိုအနံ့မဲ့သူရဲ့လက်ဟာဒီစပွဲပေါ်မှာရှိတယ်မှန်တယ်ငါအသေးခံရမယ်ဒါပေမဲ့ငါကိုအနံ့တဲ့သူဟာအမင်္ဂလာဖြစ်တယ်မဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးလုံးဝမဖြစ်နိုင်ဘူးတခင်တစ္ဆာဖောက်ဘာလို့လဲဒါမဖြစ်နိုင်တဲ့ကိစ္စနံပါတ်1တပည့်တော်12ပါးအပေါ်ယေရှု၏စစ်ဆန်ရေးနှင့်ချစ်ချင်းမေတ္တာကိုအဘယ်အရာကဖော်ပြသလဲနံပါတ်2သစ္စာဖောက်သူကိုယေရှုဘယ်လိုစစ်ဆန်သလဲနံပါတ်3ခရစ်တော်၏ညစာစားပွဲသည်အဘယ်ကြောင့်အလွန်အရေးကြီးသလဲ